အမျိုးသားအများစုကထင်နေကြတာကပတ်စံနေအများကြီးရှိလာရင်အောင်မြင်မှုတွေရလာရင်စိတ်ဖိစီးမှုတွေပျောက်သွားလိမ့်မယ်လို့ပါဒါပေမဲ့အမှန်တရားကတော့အဲ့ဒီလိုမဟုတ်ပါဘူးပြဿနာတွေကပျောက်မသွားပဲပုံစံပြောင်းသွားတာပါအရင်ကအိမ်လားကပေးဖို့စိတ်ပူခဲ့ရရင်အခုကရင်းနှီးမြှုပ်နှံမှုတွေမရှုံးအောင်စိတ်ပူလာရတယ်အရင်ကအခွင့်အလန်းရှာဖို့စိုးရိမ်ခဲ့ရရင်အခုကရလာတဲ့အခွင့်အလန်းကိုအမိအယစုပ်ကင်နိုင်ဖို့ anxiety တွေဖြစ်လာရတယ်တိုးတက်မှုဆိုတာရုန်းကန်မှုတွေအဆုံးသတ်သွားတာမဟုတ်ပဲအဆင့်မြင့်လာတာပဲဖြစ်ပါတယ်အဆင့်တိုင်းမှာသူ့စိန်ခေါ်မှုနဲ့သူရှိနေတာပါဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့ဆိုရင်ခန္ဓာကိုယ်ထက်စိတ်ဓာတ်ကပိုပြီးကြန့်ခိုင်နေဖို့လိုပါတယ်စိတ်ဓာတ်ခိုင်မာမှုဆိုတာစိတ်ကူးရင်နေုံနဲ့ရတာမဟုတ်ပဲအလိအထတွေကနေတိဆောက်ယူရတာပါဒီနေ့မှာကျွန်တော်တို့အမျိုးသားတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့စိတ်ဓာတ်ခိုင်မာမှုအလိအထ၈ခုကိုအသီးစိတ်ဆွေးနွေးသွားပါနံပါတ်1ဇွဲရှိခြင်းကိုပုံသေးလှုပ်ဆောင်ချက်အဖြစ်ထားရှိခြင်းလူတော်များများကအောင်မြင်ဖို့အတွက်ပါရမီကိုပဲကြည့်ကြတယ်တကယ်တော့ပါရမီဆိုတာခဏပဲတောက်ပါတာပါတကယ်အောင်မြင်မှုဆိုတာကသူများတွေလက်လျှော့သွားတဲ့အချိန်မှာကိုကဆက်လုပ်နေတာကိုဆိုလိုတာပါလက်တွေ့အသုံးချမှုငါဒီအလုပ်ကိုဆက်လုပ်တင်လားဆိုတဲ့မိကုန်းကိုအုံနောက်ထဲမှာဖြတ်ပစ်လိုက်ပါအလုပ်တစ်ခုကိုစလုပ်ပြီဆိုတာနဲ့ပြီးအောင်လုပ်ဖို့ဆိုတာကိုအလိုအလျောက် default အနေနဲ့သတ်မှတ်လိုက်ပါဆုံးဖြတ်ချက်ချစရာမလိုတော့ပဲအကောင်အထည်ဖော်ဖို့ပဲလိုပါတယ်မှတ်သားရန်လူအများစုဟာ9နှစ်ကြာမဲ့အလုပ်တစ်ခုမှာ2နှစ်အကြာမှာရက်ပြစ်လိုက်ကြတယ်ဒါဟာအကြီးအချင်းမရှိလို့မဟုတ်ပဲဇွဲမရှိလို့ရှုံးနေသွားတာပါနံပါတ်2တယောက်တည်းနေတတ်ခြင်းဒီနေ့ခေတ်အမျိုးသားတွေဟာတယောက်တည်းမနေရဲကြဘူးအမြဲတမ်းဖုံးကြည့်နေတာတငယ်ချင်းတွေနဲ့တွေ့နေတာဒါမှမဟုတ်ဆက်ဆံရေးတစ်ခုခုထဲမှာနစ်မုန်းနေတာမျိုးလုပ်တတ်ကြတယ်ဒါဟာလူမှုရေးကောင်းတာမဟုတ်ပဲကိုရင်မဆိုင်ရဲတာပါတယောက်တည်းနေတဲ့အခါပေါ်လာတဲ့စိတ်မသက်မသာဖြစ်မှုကိုခံစားကြည့်ပါအဲ့ဒီအချိန်မှာဖုံးကိုမကင်ပါနဲ့ကိုယ့်ရဲ့အတွေးတွေစိုးရိမ်မှုတွေနဲ့အတူတူထိုင်နေကြည့်ပါတယောက်တည်းနေတတ်တဲ့အမျိုးသားဟာသူတစ်ပါးအပေါ်မှီခိုမှုကင်းသွားတယ်အဲ့ဒီအခါသူဟာဆက်ဆံရေးတွေမှာပိုပြီးတည်ငြိမ်လာပြီးပိုပြီးဆွဲဆောင်မှုရှိလာပါတယ်နံပါတ်3အတိတ်ကိုအကျိုးရှိအောင်ပြန်လဲအတိတ်ပဲဖွင့်ဆိုခြင်းအတိတ်ကအမှားတွေကိုဖုံးကွယ်ထားတာဟာစွမ်းအင်ဖြုံးတိတာပါပဲတချို့ကအတိတ်ကိုမေ့ပစ်ဖို့ကြိုးစားကြတယ်တချို့ကတော့အတိတ်ထဲမှာပဲပိတ်မိနေကြတယ်လက်တွေ့အသုံးချမှုအတိတ်ကနာကျင်မှုတွေကိုသင်ခန်းစာအဖြစ်ပြောင်းလဲလိုက်ပါဒီဖြစ်ရက်ကဆိုးခဲ့တယ်ဒါပေမဲ့ငါ့ကိုပို့ပြီးတောင့်ခံနိုင်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့အမြင်မျိုးရှိရပါမယ်အသုံးမဝင်တဲ့နောင်တတွေကိုစွန့်လွတ်ပြီးအသုံးဝင်တဲ့အတွေ့အကြုံကိုပဲယူပါနံပါတ်4ပြင်ပအမြင်တဲ့ကိုယ်ပိုင်စံနှုန်းကိုရှေ့တန်းတင်ခြင်းသူတစ်ပါးကတင့်ကိုဘလို့မြင်လဲဆိုတာတင့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိပါဘူးသူများအမြင်ပေါ်မှာအခြေခံပြီးဘဝကိုတိဆောက်ရင်တင့်ဘဝဟာလှိုင်းလေထန်နေတဲ့ပင်လယ်ထဲကလှီငယ်လေးလိုပဲဖြစ်နေမှာပါကို့အတွက်ကိုယ်ပိုင်စံနှုန်းတွေတတ်မှတ်ပါငါဟာဒီလိုလူမျိုးဖြစ်ရမယ်ဆိုတဲ့စံနှုန်းကိုမမီမာကိုပဲကြောက်ပါသူတစ်ပါးရဲ့ဝေဖန်တန်တွေတွေကအတုံးဝင်တာကိုပဲယူပြီးကြံတာကိုလွင့်ပစ်လိုက်ပါနံပါတ်5ထိန်းချုပ်နိုင်သည့်အရာပေါ်မှာသာအာယုံစိုက်ခြင်းဒီနေ့ခေတ်ဆိုရှယ်မီဒီယာတွေကကျွန်တော်တို့အာယုံကိုထိန်းချုပ်လို့မရတဲ့အရာတွေစီဥပမာနိုင်ငံရေးသူများဘဝစီးပွားရေးပြက်ကတ်ခေါ်သွားတတ်ပါတယ်အာယုံလွင့်သွားတိုင်းကိုပြန်မိပါဒါကိုငါပြောင်းလဲလို့ရလားမရဘူးဆိုရင်အာယုံကိုချက်ချင်းပြန်ရုပ်သိမ်းပါတင့်ရဲ့စူးစမ်းမှုတင့်ရဲ့အချိန်စရာတင့်ရဲ့တုံ့ပြန်မှုတွေပေါ်မှာပဲအချိန်ကုန်ပါနံပါတ်6နှိုင်းယှဉ်မှုနဲ့မနာလိုမှုကိုဖယ်ရှားခြင်းသူတစ်ပါးအောင်မြင်တာကိုမနာလိုဖြစ်တာဟာအစိတ်တောက်နေတာနဲ့အတူတူပါပဲသူများအောင်မြင်တာကိုမြင်ရင်သူဘလို့လောက်ခဲ့တာလဲဆိုတဲ့အချက်ကိုပဲလေ့လာပါမနာလိုဖြစ်မဲ့အစားအတူယူပါလောကကြီးကလူတိုင်းအတွက်နေရာရှိပါတယ်သူနိုင်သွားလို့သင်ရှုံးစရာအကြောင်းမရှိပါဘူးနံပါတ်9ကိုတနာခြင်းကိုဖျောက်ဖျက်ခြင်းငါဒီလောက်လောက်တာငါရတင်တာပေါ့ဆိုတဲ့အတွေးဟာအမျိုးသားတယောက်ကိုအားနည်းစေပါတယ်ဘဝကတင့်ကိုဘာမှအာမခံမထားဘူးဆိုတာကိုလက်ခံပါစူးစမ်းပေမဲ့မရတဲ့အခါငါကတနာစရာပဲလို့မတွေးပါနဲ့ဒါဟာစိန်ခေါ်မှုတစ်ခုပဲငါဘလို့ပြန်ထရမလဲဆိုတဲ့တုံ့ပြန်မှုမျိုးပဲရှိရပါမယ် နံပါတ်8တာဝန်ယူမှုအပြည့်အဝရှိခြင်း
တာဝန်ယူမှုကနေရှောင်ပြေးတဲ့အမျိုးသားဟာအမြဲတမ်းကလေးတစ်ယောက်လိုပဲဖြစ်နေပါလိမ့်မယ်ခက်ခဲတဲ့တာဝန်တွေကိုတမင်တကာယူပါမိသားစုတာဝန်အလုပ်တာဝန်တွေကိုကြေပုံအောင်လုပ်ခြင်းကတင့်ကိုယုံကြည်မှုအစစ်အမှန်ပေးပါလိမ့်မယ်ရှောင်ပြေးခြင်းကခဏတာတတ်တာပေမဲ့ရေရှည်မှာတင့်ကိုအနှစ်မေ့သွားစေပါတယ်အခုပြောပြခဲ့တဲ့အချက်၈ချက်ဟာတီးတန့်စီမဟုတ်ပါဘူးတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာပါတစ်ခုကိုတီးဆောက်နိုင်ရင်ကြံတာတွေကလွယ်လာပါလိမ့်မယ်ဒီအလိအထတွေကတင့်ဘဝကိုလွယ်ကူသွားစေမှာမဟုတ်ပါဘူးဒါပေမဲ့ဘဝကခက်ခဲလာတဲ့အခါတင့်ကိုအကောင်းဆုံးရင်ဆိုင်နိုင်တဲ့စွမ်းရည်ပေးပါလိမ့်မယ်ဒီအလိအထတွေကိုတီးဆောက်ဖို့ကလနဲ့ချီနှစ်နဲ့ချီကြာနိုင်ပါတယ်ချက်ချင်းကြီးပြောင်းလဲသွားမှာမဟုတ်ပါဘူးဒါပေမဲ့ဒီနေ့ပဲတစ်ခုခုကိုစတင်လိုက်ပါလက်ရှိတင့်ဘဝမှာအလိုအဆုံးဖြစ်မဲ့အချက်တစ်ချက်ကိုအရင်ဆုံးကျင့်ယူပါအောင်မြင်မှုဆိုတာပန်းတိုင်တစ်ခုမဟုတ်ပါဘူးအမြဲတမ်းပြီးနေရမယ့်ပြိုင်ပွဲတစ်ခုပါအဲ့ဒီပြိုင်ပွဲမှာအကောင်းဆုံးပြီးနိုင်ဖို့တင်းရဲ့စိတ်ဓာတ်ကိုဒီနေ့ကစပြီးအကျော်တင်းအောင်လေ့ကျင့်လိုက်ပါဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လုပ်ပေးပြီးကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်